ငါတို့သတင်းချက်လဲနေပြီဆိုတော့လူကြီးတွေနဲ့ဂျာကြီးတို့ကတော့အဲ့ဒါဘယ်လိုစီစဉ်ကြလဲ ဘယ်တော့ကြောက်လဲရင်းနေနေနဲ့ညညညရောက်တော့ကောင်းတာပေါ့နှစ်ကတော့ဘယ်လောက်တည်လဲခုတော့ဘယ်လောက်ထိတ်က နင့်ကဘယ်လောက်မျက်နှာလဲ နေ့ကလူကြီးတွေသွားကြတော့ရတယ်မဟုတ်ပြင်ရတယ်တိတ်တော့မကြိုက်ဘူးနော် မနေ့ကငါတို့ကြောတာလည်းနေတော့ကြတော့မဟုတ်ပြန်ရတယ်လေဒီနေ့တော့မဟုတ်လေးများများရအောင်လို့သေသေးချာချာလေးကြောကြတာ ဂျာကြီး3ယောက်ကခင်ကစီးရနေသေးတယ်မနေ့ကငါတို့လက်ပလာနဲ့ကတော့လက်ပလာနဲ့ပဲပြန်ခဲ့ရမမှတ်သေးဘူး ဟာဒီနေ့တော့အများကြီးအောင်တောင်းမယ်ပေါ့ အဲ့ဘာစိတ်လာတယ်ဆိုမြစ်တာပေါ့ အဆောင်လေးပြန်နေ ဒီနေ့တော့တိတ်တော့တော့ပဲ ဒီတော့ ရခင်နေကဂရောတော့အခါ ကဲဒါညီမလေးတို့သတင်းကျွတ်ထုံးတဲ့စင်လာရလာပြီးတော့ကြောကြတာပေါ့နော်အခုလိုမျိုးကိုကြီးတို့ကြောတဲ့အတွက်လည်းကိုကြီးတို့ကမှားခဲ့တာချင်းလည်းကိုကြီးတို့အကုန်လုံးခွင့်လွှတ်တယ်အဲ့တော့ကိုကြီးတို့မှားခဲ့တာလေးရှိလို့ချင်းလည်းကိုကြီးတို့ခွင့်လွှတ်ပေါ့နော်ထုံးတဲ့စင်လာရလာကြောတယ်လည်းပြောတယ်ပေါ့နော်လက်ထက်မှာလည်းဘာမှတော့မပါဘူးပေါ့နော်ဒါပေမဲ့လည်းရပါတယ်ကိုကြီးတို့တူကချိန်တာတူကမြစ်တာပေါ့နော်ညီမလေးတို့ကိုကြီးတို့ဟိုစုတွေအများကြီးတတိကျွန်တော်တို့ဟိုပေးလိုက်ကြတာပေါ့နော်တူနေတယ်နော်ဟိုကျွန်တော်ခဏပါနော် 2000 years later အခုဆိုတော့ကိုလည်းဟိုစုတွေလည်းအကြာကြီးအများကြီးပေးပြီးလीနော်ကိုကြီးတို့ဟိုပေးတဲ့စုတွေနဲ့လည်းပြည့်ပါစေနော်ဒီနေ့တစ်ပတ်လေးလုံးလည်းပျော်ရွှင်ပါစေကိုကြီးတို့လည်းခွင့်လွှတ်တယ်ပေါ့နော်အဲ့တော့ကိုတို့လည်းအစည်းအဝေးလေးရှိသေးလို့ညီတို့လည်းလုံးစားရှိရလေးလုံးဖို့ဟိုကြံကြတော့လीနော်ကိုတို့သားလားနော် စင်ပြီးတော့ဒီနေ့ကတော့ အေးကြည့်ပါဦးညီလေးနော်ပြေသွားကြလေအေး ယခုနေကရောတော့အခါ ကဲငါညီတို့ငါညီမတို့ဒါနှစ်စဉ်နှစ်တိုင်းပေါ့နော်ခါရတရားလေးထားပြီးတော့ကိုကြီးတို့လာကြတော့တာလဲဝမ်းသာတယ်ကိုကြီးတို့ကလည်းဘာပဲဖြစ်ဖြစ်ဒါပြင်မာတာဘာညာတွေရှိခဲ့လေကိုကြီးတို့ခွင့်လွှတ်တယ်ပေါ့နော်ဒါကြဒီနေ့လေးတော့ဒါလက်ဆောင်ပစ္စည်းလေးတွေလည်းပါတယ်ဆိုတော့ကျွန်တော်တို့စီးလေးလည်းပြီးရင်ဒါမုတ်ကူးလေးတွေလည်းပေးရမှာပေါ့လေနော်ဒါကတော့ကိုကြီးညီမတွေကတီးတတ်တယ်ဆိုကိုတို့ကလည်းပြန်ပြီးတော့ဒါကိုကြီးညီမတွေကိုလုပ်ပေးရမှာပေါ့အဲ့တော့ကိုကြီးတို့ကို9000ပေးမယ်9000 ဩဟာမုံတော့စေတနာကိုတို့ကမြစ်တာဆိုတော့ကိုတို့ရဲ့မြစ်တာတွေကို9000နဲ့တော့တမှုမဖြစ်ချင်ဘူးကိုရဲ့အဲ့တော့လေဟောကိုကြီးတို့ကစေတနာညီမလေးတို့ကမြစ်တာဟိုကလေးဒီလိုညီမလေးရဲ့ဟိုကိုတို့က9000ဆိုတာတစ်ဖွဲ့လုံး9000မဟုတ်ဘူးတယောက်ကို9000တယောက်ကို9000ကိုကြီး MPV ပေးနေရမော MPV ပေးတဲ့ကိုကြီးကအခါလေးတွဲပေးလိုက်မယ်နော်ကိုကြီးတို့ကစေတနာညီမလေးတို့ကမြစ်တာနော်ရောက်လာကြည့်ကြည့်လားရောက်လာကြည့် စစ်ကြည့်လိုက်မယ်နော် အေးညီမလေးတို့ ရောက်လေကို ရောက်ပြီလားအေးအဲ့တော့ဂျာကြီးတို့ကစေတနာသမီးတို့ကမြစ်တာအေးညီမလေးတို့နော်အေးညီမလေးတို့ကျေးဇူးတင်တယ်နော်အေးဟုတ်ပြီညီမလေးတို့နောက်လဲလာကြတော့နော် ဟုတ်ကဲ့